ဒီနေ့မှာတော့သူတော်ကောင်းသူရုံမှာခွဲခြားနည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်လူတိုင်းလူလိုကသူတော်ကောင်းဖြစ်ချင်ကြတယ်သူတော်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံချင်ကြတယ်အဲ့ဒီတည်းလဲဘုရားမြတ်စွာဘုရားကသူတော်ကောင်းဖြစ်ဖို့အတွက်အချက်9ချက်တနည်းအားဖြင့်သူတော်ကောင်းတရား9ပါးကိုဟောကြားတော်မူခဲ့ပါတယ်သူတော်ကောင်းတရား9ပါးဘာတွေလဲဆိုတော့တတ္တာယုံကြည်ခြင်းတိလကိုနှုတ်ဆောက်စည်းခြင်းဟိရိမကောင်းမှုဒုစရိုက်ပြုရမှာကိုရှစ်ခြင်းဩတ္တပမကောင်းမှုဒုစရိုက်ပြုရမှာကိုကြောက်ခြင်းတုတအကြမြင်ရှိခြင်းစာကစော်ကျဲပေးကမ်းလူဒန်းခြင်းပညာဟုတ်မှန်စွာသိခြင်းတို့ဖြစ်ပါတယ်အဲ့ဒီနေရာမှာယုံကြည်ခြင်းဆိုတာကဘုရားတရားတန်ခါကိုယုံကြည်ခြင်းကံကံရဲ့အကျိုးကိုယုံကြည်ခြင်းတို့ဖြစ်ပါတယ်ဘုရားတရားတန်ခါကိုယုံကြည်မှသာအမှန်တရားကိုခွဲခြားသိမြင်နိုင်မယ်ဘဝခရီးကိုရှောင်လန်းရမှာလဲစူးညောက်ခလုတ်တို့ကိုရှောင်နိုင်မယ်လိုရာခရီးပန်းနိုင်ကိုကောင်းစွာရောက်ရှိနိုင်မှာဖြစ်ပါတယ်အဲ့ဒါအပြင်ကံကံရဲ့အကျိုးကိုယုံကြည်မှလဲကျွန်တော်တို့မကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုဆောင်နိုင်မှာဖြစ်ပါတယ်သီလတရားတွေကိုပြောတာဖြစ်ပါတယ်ဥပမာအဖြစ်၅ပါးသီလ၈ပါးသီလ၉ပါးသီလစသည်တို့ကိုပြောချင်တာဖြစ်ပါတယ်သီလရှိမှသီလစင်ကြယ်မှကျွန်တော်တို့ကောင်းကျိုးချမ်းသာရရှိနိုင်မယ်သီလဆိုတာကလည်းနိဗ္ဗာန်ရောက်ကြောင်းအခြေခံကောင်းတစ်ယောက်ဖြစ်ပါတယ်မကောင်းမှုဒုစရိုက်ပြုရမှာရှစ်ခြင်းနဲ့သူ့အသက်သက်ခြင်းသူ့ဥစ္စာခိုးခြင်းသူတစ်ပါးသားမယားသားသမီးများကိုဖြစ်စည်းခြင်းလိန်ပြောခြင်းဂုံတိုက်ခြင်းကြမ်းတမ်းစွာဆဲဆိုခြင်းပြောဆိုခြင်းကြိုးမရှိတိမ်ပြင်းသောစကားကိုပြောဆိုခြင်းစတဲ့မကောင်းမှုဒုစရိုက်တွေကိုပြုရမှာရှစ်ခြင်းဖြစ်ပါတယ်မကောင်းမှုဒုစရိုက်ပြုရမှာကိုကြောက်ခြင်းဆိုတာကတော့သူ့အသက်သက်ခြင်းသူ့ဥစ္စာခိုးခြင်းသူတစ်ပါးသားမယားသားသမီးများကိုဖြစ်စည်းခြင်းလိန်ပြောခြင်းဂုံတိုက်ခြင်းကြမ်းတမ်းစွာဆဲဆိုခြင်းမောင်ပြောဆိုခြင်းအကျိုးမရှိတိမ်ပြင်းသောစကားကိုပြောဆိုခြင်းစတဲ့မကောင်းမှုဒုစရိုက်10ပါးကိုပြုလုပ်ရန်ကြောက်ခြင်းကိုပြောတာဖြစ်ပါတယ်အကြမ်းမြင်ရှိခြင်းဆိုတာကတော့မြတ်စွာဘုရားဟောကြားတော်မူသောပိဋကတ်တော်တို့ကိုသင်ကြားတတ်မြောက်ခြင်းသိရှိနားလည်ခြင်းကိုပြောချင်တာဖြစ်ပါတယ်တရားနာခြင်းဗုဒ္ဓစာပေများကိုဖတ်ရှုလေ့လာမယ်ဆိုရင်အကြမ်းမြင်ရရကြောင်းမှာပါဝင်ပါတယ်စောကျဲပေးကမ်းလူရန်ခြင်းဉာဏ်တန်ဃာတော်များကို၎င်းသီလရှင်များကို၎င်းသူတော်စင်များကို၎င်းရွှေမျိုးမိဘများကို၎င်းပစ္စည်းဥစ္စာနွမ်းပါသူတို့ကို၎င်းစောကျဲပေးကမ်းလူရန်ခြင်းကိုပြောချင်တာဖြစ်ပါတယ်ဟုတ်မှန်စွာသိခြင်းဆိုတာကတော့စင်ရန်ကြောင်းဟုတ်မဟုတ်ချမ်းသာကြောင်းဟုတ်မဟုတ်ကိုသိသောဉာဏ်ပညာနဲ့နောင်ဘဝများအတွက်အကျိုးရှိမရှိစသည်တို့ကိုသိတတ်သောဉာဏ်ပညာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒီသူတော်ကောင်းတရား9ပါးကိုလိုင်းနာကြည်ကြံပွားများအားထုတ်နေမယ်ဆိုရင်သူတော်ကောင်းဘဝကိုတက်လန်းနိုင်မှာဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့စัจ jin မဲ့တွေဖြစ်နေရင်လူယုံမာလို့လက်တကူတတ်မှတ်လို့ရသလိုစိတ်ရုပ်စိတ်မှာရှိရင်လည်းလူယုံမာလို့တတ်မှတ်လို့ရနိုင်ပြီဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ